အခုဇာကြီးတို့ရဲ့နန်းတော်ဝင်မှာပေါ့နော်မိမိတို့အရန်မေးများနေတဲ့မိခေါ်တစ်ခုကဘာလဲဆိုလို့ရှိရင်ဆေးရုံမှာအဓိကလိုအပ်ပြီးတော့အသုံးပြုရမယ့်ပစ္စည်းလေးတွေကဘာလဲဆိုတော့ဇာကြီးပြပေးတော့မယ့် package တစ်ဆက်စာဆိုလို့ရှိရင်တော့ဆေးရုံမှာမဖြစ်မနေအသုံးပြုရမယ့်ပစ္စည်းတွေဖြစ်ပြီးတော့မှitem အနေနဲ့ဆိုလို့ရှိရင်18မျိုးပါဝင်ပြီးတော့မှဒီ item 18မျိုးရဲ့တစ်ခုချင်းစီပစ္စည်းအသုံးဝင်ပုံနဲ့အသုံးပြုပုံလေးတွေကိုအသေးစိတ်ရှင်းပြပေးတော့မှာဖြစ်ပါတယ်ရှင်ပထမဦးဆုံးကကြတော့ဒီလိုမျိုးအနည်းဖြူလေးပဲဖြစ်ပါတယ်ဒီအနည်းဖြူလေးကဆိုရင်တော့ baby လေးမွေးမွေးကြီးမှာစထုတ်ပေးရမယ်အနည်းဖြူလေးဖြစ်ပြီးတော့မှခွဲခဲတဲ့မဖြစ်မနေထည့်ပေးရမယ်အနည်းတစ်ခုဖြစ်ပါတယ်ရှင်ခုနအနည်းလေးတွေကိုရှော့ဖို့အတွက်ဒီလိုမျိုးအနည်းလျှော့ဆက်ပြကြီးလေးတပူရတယ်ဆေးရုံမဖြစ်မနေယူဆောင်သွားမှာပဲဖြစ်ပါတယ် baby လေးကမေမေဘိုက်ထဲစထွက်လာပြီဆိုတာနဲ့ဆေးရုံမှာမဖြစ်မနေပေးဖို့ရမှာဒီလိုမျိုးကြောခွဲလက်ရှိလေးရဲ့လက်တွေ့လေးပဲဖြစ်ပါတယ်ဘီဘီလေးဆေးရုံမှာရှိနေတဲ့အချိန်ခွဲခဲတဲ့ကိုမဖြစ်မနေထည့်ပေးလိုက်ရမှာကြတော့ဒီလိုမျိုးအနည်းငွေလေးနဲ့အုံထုတ်ချီအိတ်လက်အိတ်လေးတွေပဲဖြစ်ပါတယ်ရှင်ဘီဘီလေးဆေးရုံမှာရှိနေတဲ့အချိန်ချက်မကျွေးခင်မှာအသုံးပြုပေးရမှာတော့ဒီလိုမျိုးတစ်ခါတော့ကြောင်ကြိုက်လေးတွေပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ဆေးရုံကိုယူဆောင်သွားမှာတော့ဟန်းချက်လေးပဲဖြစ်ပါတယ်ဟန်းချက်ကဆေးရုံမှာပေးတယ်ဆိုလို့ရှိရင်တော့ကိုကယူဆောင်သွားစရာမလိုပါဘူးရှင်ဘီဘီလေးအီအီတွေရှူရှူတွေပါတဲ့အချိန်မှာတက်ရှင်းလုပ်ဖို့အတွက်ဒီလိုမျိုးဂွန်းလုံးလေးရဲ့နောက်တစ်ခုအနေနဲ့ရေချိုးလို့မရအချိန်မှာအသုံးပြုပေးဖို့အတွက်ဝတ်တီရှူလေးရဲ့ပြီးတော့ဝတ်တီရှူနဲ့အတူတွဲသုံးဖို့အတွက်ဒီလိုမျိုး dry tissue လေးကိုလည်းမဖြစ်မနေလိုအပ်ပါတယ်ရှင်မိမိဒီခွဲခဲထဲမှာရှိနေတော့ဘေဘီလေးပြင်ထုတ်လာတဲ့အချိန်မှာနှုတ်ချွတ်တိုက်ကျွေးဖို့အတွက်ဒီလိုမျိုးဆီလီကွန်ဇောတစ်ချောင်းလေးရဲ့နှုတ်ဘူးလေးတစ်လုံးကလည်းဆေးရုံမဖြစ်မနေဆောင်သွားမှာပဲဖြစ်ပါတယ်ရှင်ဒီမျိုးကကြတော့ဆေးရုံမှာသုံးဖို့အတွက်ဒီလိုမျိုးမွေးရဆက်လေးရဲ့နောက်တစ်ခုအနေနဲ့မိမိတွေကရိုးရိုးမွေးတဲ့မိမိပဲဖြစ်ဖြစ်ခွဲမွေးတဲ့မိမိပဲဖြစ်ဖြစ်ဆေးရုံမှာကိုယ့်ရဲ့ဘေဘီလေးကိုတက်တောက်တက်တာနဲ့နှုတ်ချွတ်တိုက်ကျွေးဖို့အတွက်ဒီလိုမျိုးနှုတ်တိုက်ကောင်းလေးကလည်းဆေးရုံမဖြစ်မနေထည့်စီစဉ်သွားမှာပဲဖြစ်ပါတယ်ရှင်ဘေဘီလေးပေါင်းလိုက်တဲ့ရှူးလေးတွေကခုနမွေးရဆက်လေးရဲ့အောက်ကိုမပေါက်ချအောင်ဆိုလို့ရှိရင်ဒီလိုမျိုးအောက်ကပလက်စတစ်အပေါ်ကခြိသေးခင်တစ်ခုကိုလည်းမဖြစ်မနေဆေးရုံကိုထည့်စီစဉ်သွားမှာဖြစ်ပါတယ်ရှင်ဆေးရုံမှာဆိုလို့ရှိရင်ဘီဘီလေးကိုအဲရကိုခဲထဲမှာထားတာဖြစ်တဲ့အတွက်ဒီလိုမျိုးဂုံးဆောင်လေးတစ်ခုကလည်းဆေးရုံမဖြစ်မနေယူဆောင်သွားမှာပဲဖြစ်ပါတယ်ရှင်နောက်တစ်မျိုးကကြတော့မိမိအတွက်ဒီအောက်ခံအခင်းလေးရဆိုလို့ရှိရင်ခွဲခဲတဲ့မဖြစ်မနေထည့်ပေးရမယ်ပစ္စည်းဖြစ်ပြီးတော့မှမိမိလေးစီးပိုင်းဖြုတ်ပြီးတဲ့အချိန်မှာမဖြစ်မနေထည့်ပြီးပေးဖို့ရမှာတော့ဒီလိုမျိုးမိနစ်တဲ့တိုက်ပါလေးဖြစ်လို့ဆေးရုံကိုမဖြစ်မနေယူဆောင်သွားမယ်ပစ္စည်းလေးပဲဖြစ်ပါတယ်ဆိုတစ်ခုကဆိုလို့ရှိရင်မေမေတွေရိုးရိုးမွေးတာပဲဖြစ်ဖြစ်ခွဲမွေးတာပဲဖြစ်ဖြစ်ဘိုက်ကလေးကိုပူမနေပဲနဲ့ချက်ရဲရဲနဲ့ချစ်လေးလေးဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ဆေးရုံကိုမဖြစ်မနေဒီလိုမျိုးဘိုက်စီတပူးကလည်းယူဆောင်သွားမှာပဲဖြစ်ပါတယ်ရှင်အခုပြပေးသွားတဲ့ item 18မျိုးကဆိုလို့ရှိရင်ဆေးရုံမှာမဖြစ်မနေအသုံးပြုရမယ်ပစ္စည်းတွေဖြစ်ပြီးတော့မှမေမေတို့က package တစ်ဆက်စာကိုစီစဉ်တော့မယ်ဆိုလို့ရှိရင်အခုပြပေးတဲ့ item 18မျိုးကိုတော့မဖြစ်မနေဆေးရုံကိုစီစဉ်သွားမှာပဲဖြစ်ပါတယ်ရှင်ခုလိုမျိုးဆေးရုံသုံးတဲ့ new package လေးတွေကိုမေမေတို့ကဘဲကနေစောင့်ဝယ်ရမှန်းမသိဘူးဆိုလို့ရှိရင်တော့ဇာကြီးတို့ရဲ့နန်းတော်ဝင်ကိုယုံကြည်စိတ်ချစွာအသေးစိတ်ဆက်သွယ်မေးမြန်းပြီးတော့မှဝယ်ယူအားပေးလို့ရပါပြီရှင်